မိချောင်းတွေကိုတော့အစိမ့်လိုက်ဝါမျိုးပြီးပတ်တောင်းညံခဲ့တဲ့ကမ္ဘာအကြီးဆုံးမွေတိုက်တန်နိုဘိုဝါတွေအကြောင်းအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်တင်ခုမြင်နေရတဲ့ဗတ်စကားတစ်စီးစာလောက်ရှည်လျားပြီးလူတစ်ယောက်ရဲ့ခါထက်တောင်ပုံမထွားကြိုက်တဲ့ကိုယ်တည်းကြီးဟာဒန်နာရီတွေကနဂါးတကောင်မဟုတ်ပါဘူးဒါဟာလွန်ခဲ့တဲ့နှစ်သားပေါင်း60ကျော်ကကမ္ဘာမြေရဲ့အပူပိုင်းမိုးတစ်တော်တွေမှာတကယ်အရှင်သခင်အဖြစ်စိုးမိုးခဲ့တဲ့မိချောင်းတွေကိုတော့အစာပြေမုတ်လို့အစိမ့်လိုက်ဝါမျိုးခဲ့တဲ့တိုက်တန်နိုဘိုဝါဆိုတဲ့အရာမှငွေကြီးတွေပဲဖြစ်ပါတယ်အန်နာကွန်နာရီထက်အစာပေါင်းများစွာကြီးမားတဲ့အပြင်တစ်စတူရီယန်လက်မကိုပေါင်400ရှိတဲ့ဖြစ်ညစ်အားနဲ့ဘယ်သားကောင်ကိုမစုံအမုံဖြစ်အောင်ခြေပြနိုင်တဲ့ဒီနတ်ဆုံးငွေကြီးဟာဘာကြောင့်ရုတ်တရက်ကြီးမျိုးတုံးပြောက်ကွယ်သွားခဲ့ရတာလဲဒီနေ့မှာတော့သိပ္ပံပညာရှင်တွေကိုယ်တိုင်အံ့အားသင်ခဲ့ရတဲ့ကမ္ဘာအကြီးဆုံးငွေကြီးရဲ့လှုပ်ဝက်ချက်တွေနဲ့သူ့ရဲ့ကြောင်းမွက်ဖွယ်အမဲလိုက် viewer တွေကိုအသေးစိတ်တူဖို့တင်ဆက်ပေးသွားမှာပါတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ဗျာဒီတိုက်တဲ့နိုဘိုငွေကြီးရဲ့ဇလန်းဟာသိပ္ပံပညာရှင်တွေအတွက်တော့လုံးဝကိုမမျှော်လင့်ထားတဲ့ထိတ်လန့်စရာရှာဖွေတွေ့ရှိမှုတစ်ခုကနေစတင်ခဲ့တာပါ2009ခုနှစ်မှာကိုလံဘီယာနိုင်ငံမြောက်ပိုင်းကစီရီယိုလို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးကြောင်မီသွေးတွင်းကြီးထဲမှာသူတေသနာပြုလုပ်နေရင်ပလီယိုဆင်းလို့ခေါ်တဲ့လွန်ခဲ့တဲ့နှစ်တန်းပေါင်း60ကျော်ကမြေစီလာတွေကြားထဲမှာတော်တော်ကြီးမားတဲ့ကြောက်ဖြစ်ရုပ်ကျွင်းတွေကိုတွေ့ရှိခဲ့ကြပါတယ်အစပိုင်းမှာတော့ပညာရှင်တွေဟာဒါကိုရှေးဟောင်းမိကြောင်းတစ်ကောင်ရဲ့အယိုးတွေပဲလို့ထင်မှတ်ခဲ့ကြတာပါဒါပေမဲ့ Smithsonian အပူပိုင်းသူတေသနာဌာနကပညာရှင်တွေဟာအဲ့ဒီအယိုးတွေကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာတော့တစ်ကမ္ဘာလုံးကိုတုံ့လှုပ်သွားစေမယ့်အမှတ်တရတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအယိုးတွေဟာမိချောင်းရုပ်မဟုတ်ပဲအေယာမမွေကြီးတစ်ကောင်ရဲ့ကြောရုပ်စစ်တွေဖြစ်နေလို့ပါပဲ။သူ့ရဲ့ကြောရုပ်စစ်တစ်ခုတည်းတည်းလူတစ်ယောက်ရဲ့လက်သီးဆုပ်တဲ့အများကြီးပူကြီးနေပြီးပုံမှန်အနာဂွန်နာရီရဲ့ကြောရုပ်ထက်လည်းအစာပေါင်းများစွာပုံမထွားကြိုက်နေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပါတယ်။ရှာဖွေတွေ့ရှိမှုက Paleontology လို့ခေါ်တဲ့ရုပ်ကြွေးလေးလာရေးသိပ္ပံလောကကိုလှုပ်လှုပ်ခက်ခဲဖြစ်သွားစေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ဒိုင်နိုဆောတွေမျိုးတုံးသွားပြီးနောက်ပိုင်းကမ္ဘာမြေပေါ်မှာဒီလောက်ထိကြီးမားတဲ့သားရဲတိရစ္ဆာန်မျိုးရှိခဲ့လိမ့်မယ်လို့ဘယ်သူမှမခံမှန်းမိခဲ့လို့ပါပဲ။သိပ္ပံပညာရှင်တွေဟာဒီရုပ်တွေကိုကြည့်ပြီးဒါဟာမွေမဟုတ်ဘူး။နတ်ဆိုးတစ်ကောင်ပဲလို့တော့တင်စားကြတဲ့အထိသူ့ရဲ့အရွယ်အစားကမယုံနိုင်စရာကောင်းလို့နေခဲ့တာပါ။နောက်ဆုံးမှာတော့ပညာရှင်တွေဟာဒီမွေကြီးကိုတိုက်တန်နိုဘိုဝါစီနီယိုနန်းစစ်လို့အမည်ပေးခဲ့ကြပါတယ်။အဲ့ဒီကြောင်မွေတွေတွင်းတွေကနေငွေအကောင်ရေ28ကောင်စားလောက်ရှိတယ်။ကြောက်ဖြစ်ရုပ်ကျွင်းတွေကိုစက်တိုက်တူဖို့ရရှိခဲ့တာကြောင့်ဒါဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပဲတစ်ချိန်ကအပူပိုင်းမိုးတစ်တော်တွေရဲ့ရှွန့်နွန်တော်တွေမှာဒီအရာမနတ်ဆိုးကြီးတွေဟာအမှန်တကယ်အုပ်စိုးခဲ့တယ်ဆိုတာသက်သေပြလိုက်နိုင်ပါတော့တယ်။တိုက်တန်နိုဘိုဝါရဲ့အရွယ်အစားကိုဖော်ပြရမယ်ဆိုရင်ဒါဟာတာမန်တိရစ္ဆာန်တစ်ကောင်တည်းစာရင်တဘာဝတရားကဖန်တီးထားတဲ့အရာမဆက်ရန်တရားကြီးတစ်ခုနဲ့ပို့တူနေရလို့ပြောရမှာပါ။သိပ္ပံပညာရှင်တွေရဲ့တွက်ချက်မှုအရဒီမွေကြီးဟာအလျား42ပေကနေ45ပေအထိရှည်လျားနိုင်ပြီးဒါဟာခေတ်သစ်မျိုးဘက်ဗစကားတစ်စီးတတ်တာအောင်ရှည်နေရဖြစ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်အကျယ်ဆုံးအပိုင်းဟာလူတစ်ယောက်ရဲ့ခါထက်တောင်ပိုကြီးမားနေတာကြောင့်သူသွားလာမဲ့လမ်းကြောင်းမှာရှိသမျှအရာအလုံးဟာဒီအရာမကိုယ်တည်းကြီးအောင်မှာပြဝတ်သွားရမှာမှန်ပါပဲ။ပြီးတော့ဒီမွေကြီးရဲ့အလေးချိန်ဟာလည်းမယုံနိုင်စရာကောင်းလာပါတယ်။သူဟာအလေးချိန်အဖြစ်1.1တန်ဝင်ချိန်ရှိပြီးဒါဟာခေတ်သစ်အာဖရိကစင်မာကြီးတစ်ကောင်ရဲ့အလေးချိန်နှီးပါရှိနေတာပါကမ္ဘာအကြီးဆုံးလို့သတ်မှတ်ထားတဲ့အနာကွန်ဒါမွေနဲ့ရှင်ကြည့်မယ်ဆိုရင်တော့တိုက်တဲ့နိုဘိုဝါဟာအလေးချိန်အဖြစ်9စားကနေ10စားအထိပိုလေးလက်နေရကြောင်းသူ့ကိုမွေရဲ့ဘရင်လို့ခေါ်ရင်တော့ရနေတာပါသူ့ရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကိုထိန်းသိမ်းဖို့အတွက်တိုက်တဲ့နိုဘိုဝါဟာအစားအစာကိုအငန်းမရစားသုံးရပါတယ်သူ့ရဲ့ပါးစပ်ဟာတာမန်ထက်ပိုကျအောင်ဟနိုင်ပြီး6ပေကျော်ရှည်လျားတဲ့မိချောင်းတွေကိုတော့တစ်ကောင်လုံးအစိမ့်လိုက်ဝါမျိုးပြနိုင်တဲ့အထိစွမ်းဆောင်နိုင်ရရှိခဲ့တာပါဒါကြောင့်လည်းသူ့ကိုအပူပိုင်းဒေသရဲ့ထိပ်တန်းတပ်ဖြတ်သူအဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပြီးသူရှိနေတဲ့နေပြည်တော်မှာဘယ်သားရဲကောင်မှဘေကင်းလုံခြုံမှုမရှိခဲ့တာကလည်းအမှန်တရားပါပဲဒီလိုတာမန်ထက်ပိုကြီးတဲ့အရွယ်စားဟာတဘာဝတရားရဲ့တိုက်ဆိုင်မှုတစ်ခုဆိုတာထက်ပိုပါတယ်တသဘာဝတွေဟာပင်ကိုယ်အဖြစ်ဒီလောက်ထိကြီးမားကျင်ကြတာမဟုတ်ပဲသူတို့ရဲ့ပတ်ဝန်းကျင်အခြေအနေကြောင့်ပြောင်းလဲလာကြရတာပါပြောရရင်သူတို့ဟာလွန်ခဲ့တဲ့နှစ်သက်ပေါင်း60ကျော်ကကမ္ဘာကြီးရဲ့ပြင်းထန်လာတဲ့အပူချိန်ကြောင့်သာဒီလောက်ထိအေယာမအရွယ်စားအဖြစ်ကြီးထွားလာရတာဖြစ်ပါတယ်အဲ့ဒီခေတ်ပလီယိုဆင်းကာလာတုန်းကအပူပိုင်းဒေသရဲ့အပူချိန်ဟာအခုခေတ်ထက်အများကြီးပုံမြင်ပါနေပြီးတနေ့ကြာလုံးအငွေ1000လောက်ထနေတဲ့အပူကန်းတစ်ခုတည်းရောက်နေသလိုမျိုးဖြစ်နေခဲ့တာပါပြီးတော့သိပ္ပံပညာအရမွေတွေဟာသွေးရည်သတ္တဝါတွေဖြစ်ကြပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာကိုယ်ပိုင်အပူချိန်ကိုမထုတ်လွှတ်နိုင်ပဲပတ်ဝန်းကျင်ကရတဲ့အပူချိန်ပေါ်မှာပဲလုံးလုံးလားလျားမိခိုနေရတာပါအဲ့ဒီခေတ်ကပြင်းပြအပူချိန်ဟာ30ဒီဂရီစင်တီဂရိတ်ကနေ34ဒီဂရီစင်တီဂရိတ်ဝန်းကျင်ထိရှိခဲ့တာကြောင့်ဒီလိုပူပြေးလို့တဲ့ရာသီဥတုကသွေးတသဝါရဲ့ဇီဝဖြစ်စဉ်ကိုအရှိန်မြင့်တင်ပေးခဲ့ပြီးတဘာဝတရားကခွင့်ပြုထားတဲ့အကန့်အသတ်ကိုကျော်လွန်ကအေယာမတသဝါကြီးတွေဖြစ်ကြီးထွားလာစေခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာစဉ်းစားစရာရှိတာကဘာကြောင့်တခြားတသဝါတွေကဒီလောက်မကြီးထွားပဲမွေတွေပဲကြီးလာရတဲ့ဆိုတာပါပဲ။
တကယ်တော့အဲ့ဒီခေတ်ကတိုက်တန်နိုဘိုဟာတကောင်နဲ့ကြီးမားခဲ့တာမဟုတ်ပါဘူးသူနဲ့အတူရှင်သန်ခဲ့တဲ့လေကြီးတွေဟာဆိုရင်ထမင်းစားစပွဲအရွယ်စားလောက်ထိရှိခဲ့ပြီးမိချောင်းတွေဟာလည်းအခုခေတ်တဲ့အစာပေါင်းများစွာပုံမထွားကြခဲ့ပါတယ်ဒါပေမဲ့မွေတွေကတော့ခြေလက်မရှိပဲကြွက်သားသူတဲ့တက်တက်နဲ့ဖွဲ့စည်းထားတာကြောင့်အပူရှိန်ကိုဗိုလ်ထိရောက်စွာတောက်ချပြီးအဲ့ဒီအပူပိုင်းငရဲကန်းကြီးရဲ့ထိတ်တန်းအရှင်တခင်ဖြစ်လာခဲ့တာပါနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ဂေယစနစ်ထဲမှာသူတို့ကိုရှင်းနိုင်မဲ့ပြိုင်ပွဲမရှိတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒိုင်နိုဆောတွေမျိုးတုံးသားပြီးနောက်ပိုင်းကုန်းနေရင်နေတရဝါတွေကြားမှာလက်ဟာသွားတဲ့နေရာလွတ်ကိုတိုက်တန်နိုဘိုဝါကအစားထိုးဝင်ရောက်နေရာယူခဲ့တာပါအစာရည်စားပေါ်ကျွဲဝါမှုနဲ့မြန်မာတဲ့အပူရှိန်ပေါင်းဆက်လိုက်တဲ့အခါမှာတော့သဘာဝတရားကဖန်တီးပေးလိုက်တဲ့အကြီးမားဆုံးနဲ့အကြောက်အရဆုံးအပူပိုင်းဒေသနတ်ဆိုကြီးတကောင်ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်တိုက်တန်နိုဘိုဝါတွေကသူ့ရဲ့အေယာမကိုတဲ့ကြီးကိုအားကိုးပြီးသားကောင်ကိုအတင်းလိုက်ဖမ်းတာမျိုးထက်ချောင်းမြောင်းတိုက်ခိုက်တဲ့ဗျူဟာကိုပေါ်ပြီးအသုံးချတဲ့ကြတာပါသူဟာရှွန်းတော်တော်ရဲ့မောင်မိုက်တဲ့ရေရောက်မှာကြောက်တုံးတုံးလုံးငိမ့်သက်နေရင်သားကောင်အနာရောက်လာမယ့်အချိန်ကိုစိတ်ရှည်လက်ရှည်ဆောင်ဆိုင်တတ်ပါတယ်သူ့ရဲ့အသားအရောင်ဟာရေမော်တွေရှုံမွန်တွေနဲ့တသားလေးဖြစ်သွားတဲ့ကြောင့်သားကောင်တွေဟာသူတို့ရဲ့ဘေးနားမှာတိမ်မင်းရှိနေရကိုလုံးဝသတိမထားမိနိုင်ကြပါဘူးဒီမွေကြီးရဲ့အမဲလိုက်ပုံကတာမန်မွေတွေနဲ့မတူပဲပိုကြောက်ဖို့ကောင်းလာတာလည်းအမှန်ပါပဲသားကောင်ကိုမိပြီဆိုတာနဲ့သူ့ရဲ့တံမာလာတဲ့ကြွက်သားကြီးတွေနဲ့ဖြင်းညက်တက်ဖြတ်နေကိုအသုံးပြုပါတယ်သူ့ရဲ့ဖြင်းညက်ဟာတစ်စတူရဲ့လာမကိုပေါင်400ခန့်ရှိတာကြောင့်ဒါဟာခေတ်သစ်အန်နာကွန်နာတွေထက်အစာပေါင်းများစွာပုံမပြစ်ထန်ပြီး6ပေကျော်ရှိလျက်မိချောင်းတစ်ကောင်ရဲ့အယိုးတွေကိုတော့အမှုတ်ပြစ်သွားစေနိုင်တဲ့အထိစွမ်းအားကြီးမားလာတာပါသူ့ရဲ့အဓိကအစားအစာတွေထဲမှာရှေးဟောင်းမိချောင်းတွေနဲ့အေယာမလေကြီးတွေပါဝင်ပါတယ်ကြားတွေဟာလူတစ်ခါစားမိရင်အရသာတွေ့သွားတတ်တယ်လို့မျိုးပဲတိုက်တန်နိုဘိုဟာလည်းမိချောင်းသားတဲ့လိတ်သားကိုတစ်ခါစားမိရကနေတန်းတန်းဆွဲဖြစ်သွားခဲ့တာပါနောက်ပြီးသူ့ရဲ့အေယာမကိုရဲကြီးကရေထဲမှာဆိုရင်တော့မထင်ထားလောက်အောင်မြန်ဆန်လာပြီးသားကောင်ကသူ့ကိုသတိပြုမိတဲ့အချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ရပါပြီဒါအပြင်သူ့ရဲ့ပါဇက်ဟာထူးခြားတဲ့အယိုးဖွဲ့စည်းပုံကြောင့်သူ့ရဲ့ဥကောင်းထက်ပိုကြီးတဲ့သားကောင်တွေကိုတော့အပပိုင်းပဲဖြစ်ပဲတကောင်လုံးအစိမ့်လိုက်ဝါမျိုးနိုင်စွမ်းရှိပါတယ်အစာစားပြီးတဲ့အခါမှာတော့သူ့ရဲ့အစာချေစနစ်ကအလုံးလုံးပေါ်အတွက်ရက်ပေါင်းများစွာဒါမှမဟုတ်လပေါင်းများစွာအထိငြိမ်သက်စွာအနာယူတတ်ကြတာပါအဲ့ဒီအချိန်တော်တွင်းမှာတော့သူဟာကမ္ဘာအကြောက်အရာဆုံးနဲ့အနေနဲ့အကြီးဆုံးရေရောက်နတ်ဆိုကြီးအဖြစ်သူ့ရဲ့နေမြေကိုစုံမိုးထားတာဖြစ်ပါတယ်ဒါပေမဲ့ဘလောက်ပဲအင်အားကြီးမားတဲ့ထိတ်တန်းသက်ဖြတ်သူဖြစ်ပါစေတဘာဝတရားရဲ့အလှည့်ပြောင်းကိုတော့မလွန်ဆန်နိုင်ခဲ့ပါဘူးသူမျိုးတုံးသွားရတဲ့အဓိကအကြောင်းရင်းကတော့တခြားသတ္တဝါတွေနဲ့တိုက်ခိုက်လို့မဟုတ်ပဲကဘာကြီးရဲ့အပူချိန်တစ်ဖြည်းဖြည်းပြန်လည်အေးမြလာခြင်းကြောင့်ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်သက်ပေါင်း90ကျော်မှာကဘာအပူချိန်ဟာတိတိကျကျကျဆင်းသွားခဲ့ပြီးသူတို့ရှင်တရားအပူပိုင်းမိုးတစ်တော်တွေရဲ့ဂေယစနစ်ဟာလည်းစတင်ပြောင်းလဲလာခဲ့ရတာပါသွေးသတ္တဝါကြီးတွေရဲ့ကံကြမ္မာဟာပတ်ဝန်းကျင်အပူချိန်ပေါ်ပါပဲလုံးလုံးလှလျက်တည်မီနေတာကြောင့်အပူချိန်လျော့နေလာတဲ့အခါအစာချေပြတ်ဖို့နဲ့လှုပ်ရှားဖို့အတွက်လုံလောက်တဲ့အပူချိန်ကိုမရတော့ပါဘူးဇီဝဖြစ်စဉ်တွေနှေးကွေးလာပြီးသားကောက်ကိုဖန်ဆီးဖို့နေတသာကိုရေထဲမှာလှုပ်ရှားနိုင်ဖို့တော့အနန္တဖြစ်လာခဲ့ပါတယ်ဒီအချိန်မှာသူတို့ရဲ့ဂုံယူရတဲ့အေယာမကိုရေကြီးဟာသူတို့အတွက်ပြန်ပြီးဝင်တုပ်ဝင်ဖို့ဖြစ်လာစေတာပါအဲ့ဒါကြောင့်အပူချိန်အနေငယ်ရောသွားရုံနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာအရင်ကလို့မလှုပ်ရှားနိုင်တော့ပဲနောက်ပိုင်းမှာအစာငတ်မှုပြီးဖြည်းဖြည်းချင်းတည်ဆုံခြင်းဆိုတဲ့အခြေအနေထိရောက်ခဲ့တာဖြစ်ပါတယ်ဒါအပြင်အပူချိန်ပြောင်းလဲကြောင်းသူတို့ရဲ့အဓိကအစာဖြစ်တဲ့အေယာမလက်ကြီးတွေနဲ့မိချောင်းတွေရဲ့ရေတွက်ကလည်းလျော့နေလာတဲ့အတွက်ရေရှည်မှာရှင်သန်ဖို့မဖြစ်နိုင်တော့ပဲမျိုးတုံးပြောက်ွယ်သွားခဲ့ရတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်အစောထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်